လုံးပဲမင်္ဂလာပါဒီနေ့ဘန်ကောက်မှာအရန်ဦးနေမြကြီးနေတဲ့ Asia Chase ကိုခေါ်တော့မှဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ကြည့်ပြပါအောင်နော်ဒီနေရာလေးကတော့ကြောက်ဖြာမြစ်ဘေးနားမှာရှိပြီးတော့ဒေးစရာပတ်စရာလေးအဆုံရှိတဲ့နေရာလေးပါဒီမှာ night market တွေရောကစားကွင်းတွေရောအစုံရှိပါတယ်ရှင်နိုင်ငံတကာခီးသွားတွေကတော့တင်မောပေါ်ကနေပြီးတော့ညစာစားပြီးတော့ကြောက်ဖြာမြင့်ညအလှရှုခွင့်ကြည့်ကြတာအရင်အောင်ခစ်စားပါတယ်ဒါကတော့ Asia တက်မှာရှိတဲ့ Hatch Dome လို့ခေါ်ပါတယ်ဒီမှာ AC အနားယူအပန်းဖြစ်လို့ရအောင်ခုံလေးတွေချတာပေးပါတယ်ရှင်။ Hatch Dome ရဲ့အထင်မှာဘာတွေရှိလဲဆိုတာကိုတူတူလေ့လာကြည့်အောင်နော်Hatch Dome ရဲ့အောက်ထပ်မှာငွေတွေကိုပြသတာတဲ့ငွေပြခန်းလိုမျိုးနေရာလေးရှိပါတယ်တူတူလိုက်ကြည့်ကြအောင်ဒီနေရာမှာမွေအမျိုးအစားစုံလင်စွာခင်းကျင်းပြသထားပါတယ်ရှင်ဒါကတော့ဒိုင်နိုဆောအယိုစုအယုတ်တွေပြသထားတာဖြစ်ပါတယ်ဒါကတော့ Asiatic ရဲ့ shopping mall နေရာလေးပါရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ